ခဏခဏပြက်မယ်ပြောပြီးခဏခဏပြန်တွဲနေရရင်ဂုံယူလိုက်ပါသူကတင့်ကိုလက်လွတ်ဆုံးရှုံးမခံနိုင်လို့ပါအဲ့လိုလူမျိုးရှားသွားပြီးမင်းမပဲဆိုတဲ့လူတွေအခြားတစ်ယောက်ကိုပြောင်းကြိုက်သွားကြတာတွေတပုံကြီးပဲနော်စိတ်ဆိုးတော့နားလည်မှုလွဲတော့ခဏခဏပြက်မယ်ပြောပြီးတကယ်တမ်းမနေနိုင်တဲ့အခါစိတ်ရင်းနဲ့ပဲပြန်ခေါ်ပြီးအရင်လိုပြန်တွဲတာဟာအယမ်းကံကောင်းတယ်အဲ့လိုချစ်သူမျိုးရထားရင်သင်အယမ်းကိုကံကောင်းပါတယ်တကယ်ပြက်မယ်ပြောပြီးလှဲ့မကြည့်တဲ့သူတွေကတပုံကြီးနော်တကယ်မပြက်နိုင်တဲ့အခါရှုံးတာတွေမျက်တာတွေနားမလဲဘူးချစ်နေသေးတာပဲသူ့ဘက်ကပဲစခေါ်မယ်ဆိုတဲ့ချစ်သူမျိုးရထားတာသင်အယမ်းကံကောင်းပါတယ်ပြန်တွဲတဲ့အခါစိတ်မညစ်ရဘူးမင်းကိုအရင်ကထပ်ပိုချစ်လိမ့်မယ်အချို့နှစ်တွေအကြာကြီးတွဲလာတဲ့အတွဲတွေပိုသိပါတယ်သူ့ကိုချစ်ရတာပင်ပန်းနဲ့နာကျင်ရတယ်ဆိုပြီးလွတ်မချလိုက်နဲ့နော်တွဲလာတာနှစ်တွေကြာလာတဲ့အခါခွဲခွာရတယ်ဆိုရင်နှစ်ယောက်စလုံးပဲဝမ်းနေရမှာနော်သူကစခေါ်မှာပဲဆိုတဲ့မာနတွေမထားကြပါနဲ့တကယ်ချစ်ရင်ကိုယ့်ဘက်ကစခေါ်လိုက်ပါမကြာခဏရံဖြစ်တိုင်း Facebook ကိုဘလော့လိုက်ဖုန်းကိုဘလော့လိုက်နဲ့အဲ့လိုချစ်သူစုံတွဲတွေရှိလားဒါဆိုရင်သေချာတာကတော့အဲ့ဒီစုံတွဲတွေဟာတယောက်ကိုတယောက်အယမ်းချစ်ကြတဲ့သူတွေဆိုတာလက်ခံပါသလားဖုန်းခေါ်လို့မအားရင်သေချာပြီဒီနေ့ရံဖြစ်ရတော့မယ်ဆိုတာပါပဲတငယ်ချင်းမိန်းကလေးနဲ့များဖုန်းပြောတာလို့ပြောလိုက်ရင်သဝင်တိုပြီးဖြေရှင်းမရပြဿနာရှာတတ်တဲ့ချစ်သူတယောက်ရှိနေပြီလားဒါဆိုရင်သင်ဟာအယမ်းကံကောင်းသူတယောက်ပါသင်အပေါ်သူအယမ်းချစ်တတ်တဲ့သူမို့ပါစိတ်ဆိုးပြီးဖုန်းကိုဘလော့ထားပေမဲ့အခြားဖုန်းနဲ့ဖုန်းဆက်ပြန်ချော့မှာကိုမျှော်နေတဲ့သူတယောက်ပါသင်အပေါ်စိတ်ဆိုးတိုင်းဘလော့တိုင်းသင်ဘက်ကတခြားနည်းနဲ့ပြန်ဆက်သွယ်ပြီးရှင်းပြလိုက်ပါမကြာခဏအချိန်ပေါင်းများစွာရန်ဖြစ်တယောက်ကိုတယောက်ဖုန်းပြန်ဆက်မက်ဆေ့ပို့မှာမျှော်လင့်နေသူတွေဟာတယောက်ကိုတယောက်အယမ်းချစ်ကြလို့ဆိုတာသင်ညင်းပါသလားစိတ်ဆိုးတိုင်းစကလုံးအကျမ်းတွေနဲ့တယောက်ကိုတယောက်အကျိတ်အနယ်ပြောပြီးတယောက်ကိုတယောက်မဆက်သွယ်ပဲနေခဲ့ကြပြီမကြပါဘူးပြန်ဆက်သွယ်ပြီးအခုချိန်ထိရန်ဖြစ်ပြီးတယောက်ကိုတယောက်ခွင့်လွှတ်ကာဆက်တွဲနေကြစေမလားဒါဆိုရင်သင်တို့နှစ်ယောက်ဟာတယောက်ကိုတယောက်အယမ်းချစ်တယ်ဆိုတဲ့သက်သေပါအွန်လိုင်းမှာအတက်နောက်ဖြစ်ပြီးမီးစိမ့်နေလို့စာမပို့စကားမပြောရင်ဘသူနဲ့ချက်နေလဲကျူးနေလဲဆိုပြီးတယောက်ကိုတယောက်ပြဿနာရှာရန်ဖြစ်ဖူးလားအဲ့လိုနဲ့ရန်ဖြစ်ဘလော့ဖုံးပိတ်ပြီးအိတ်ခဲ့တဲ့နေ့ရက်တွေဘယ်နှစ်ရက်လောက်တောင်ရှိပြီလဲဒါဆိုသင်တို့နှစ်ယောက်